လောကမှာတယောက်တည်းနေတာဟာတော့အေးချမ်းမှုအရှိဆုံးလို့ပြောအောင်တော်တော်လူတွေဘာလို့တယောက်တည်းမနေနိုင်ကြသလဲဆိုရင်တော့ကရှိလို့တယောက်တည်းမနေနိုင်လူမျိုးတွေးတယ်တယောက်တည်းနေရင်နေမကောင်းရင်ဘယ်လိုလုပ်မလဲဆိုအတွေးပဲဒါကြောင့်တယောက်တည်းမနေနိုင်ကြဘူးနှစ်ယောက်နေတော့ရောလို့ဆိုနှစ်ယောက်နေတော့လည်းမတည့်ပြန်ခက်တာတယောက်တည်းနေကြတော့လေကြောက်တယ်နှစ်ယောက်နေတော့မတည့်ဘူးအဲ့ဒီကြားထဲမှာလူဟာဘဝမှာဆုံးဖြတ်ရခက်ခဲကြတယ်နှစ်ယောက်အတူနေပေမဲ့လို့ကြောချင်းပေးပြီးတော့တယောက်နဲ့တယောက်စကားမပြောတဲ့ပုဂ္ဂိုလ်တွေများကြီးပဲနော်မိသားစုတဲမှာကိုရှိတယ်ညနေချင်းဆိုင်ပြီးတော့တောင်စကားမပြောဘဲနဲ့နှစ်ယောက်အတူနေတာလည်းရှိကြတယ်ဘယ်လိုအတွေးနဲ့ဘယ်လိုနေကြသလဲတော့မသိဘူးနော်တယောက်တည်းနေပြန်တော့လေမနေရဘူးမနေချင်ဘူးနေတော့နှစ်ယောက်အစမြည်ပြေတဲ့ဘဝမှာနှစ်ယောက်နေတာကြတော့ငြိမ်းချမ်းမှုကတခါဆုံးရှုံးပြန်တယောက်တည်းဆိုတော့စကားများစရာတော့မရှိဘူးနှစ်ယောက်ဆိုရင်တခါမဟုတ်တခါစကားများကြတယ်ရှမ်းဖြစ်ကြတယ်နိုင်ငံခြားလူတွေလည်းဒီတိုင်းပဲမထူးပမာရီဗုဒ္ဓဘာသာတွေမှာမဟုတ်နိုင်ငံခြားလူတွေလည်းတယောက်တည်းနေခြင်းလိမီအလုံးလို့ခေါ်တာသူတယောက်တည်းနေမဲ့လိမီအလုံးဆိုပြီးတော့ခေါ်တယောက်တည်းနေပြန်တော့လေလုံးပြီးဖြစ်တယ်ကြောက်ပြန်တယ်နော်လုံးပြီးဖြစ်လာတော့ဘာဖြစ်လို့ဆိုဟိုတယ်လီဖုန်းဆက်ဒီတယ်လီဖုန်းဆက်ဖြစ်လာတယ်တယ်လီဖုန်းဆက်ခေါ်တော့လာတော့တဲ့လာလို့ဆိုမတဲ့ပြန်နှစ်ရက်သုံးရက်လောက်ပဲဆင်ပြေတယ်နောက်ရက်ကျဆင်ပြေလူတဘာဝကတွေးစားရအခက်ကြီးပဲအဲ့တော့လူတွေဟာတယောက်တည်းမနေဝတ်တာလဲဒီစိတ်ပဲနှစ်ယောက်မတဲ့တာလဲဒီစိတ်ပဲအဲ့လိုနေထိုင်ရတဲ့လောကကြီးမှာမြတ်စွာဘုရားလက်ထက်တုန်းကမြတ်စွာဘုရားကတော့တရားဖဲနေရတဲ့အကျိုးကျေးဇူးတွေကိုဟောကြားဆုံးမထားတာရှိတယ်နှစ်ယောက်